အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မျှဝေပေးခြင်းတဲ့သင်ခန်းစာလေးကတော့ free C page လေးဖြစ်ပါတယ် free C page ကကြတော့ဒီ view tab ထဲမှာဒီ free C page ဒီ free C page လေးကိုတစ်ချက်ပြောပြပေးပါမယ်ဒီ free C page မှာဆိုလို့ရှိရင်3ခုရှိတယ် free C page ကကြတော့ row နဲ့ column ကို visible ကိုမြင်ခြင်းနဲ့ row နဲ့ column ကိုမြင်အောင်ထားပါတော့အဲ့ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ဒီပုံမှန်တိုင်းဆိုရင်ဒီမှာပထမဆုံး row မှာလည်းမမြင်အောင်ဒီလိုမောက်နဲ့ feed ဆွဲတဲ့အခါမှာမမြင်အောင်ဒီဘက်မှာ column တွေလည်း feed ဆွဲတဲ့အခါမှာမမြင်အောင်အဲ့ဒါလေးကိုမြင်ရအောင်တစ်ချက်လုပ်မယ်ပေါ့နော်မြင်ရအောင်လုပ်ဖို့ဆိုလို့ရှိရင်ကိုကဒီအကောင့်ကုတ်ကိုမြင်ခြင်းတယ်အကောင့်ကုတ်ထိမြင်ခြင်းတယ်ဆိုလို့ရှိရင်ဒီF ရဲ့ row number 2မှာကစားလေးချလိုက်ကစားလေးချပြီးတဲ့အခါမှာဒီအပေါ်ဆုံးက free C page လေးကိုနှိပ်လိုက်တာနဲ့ဒီမှာ first row ပထမရဲ့ first row ကိုမြင်ရပြီဒီမှာတစ်ချက်ဒီဘက်အလျားလေးတစ်ချက်ဆွဲကြည့်လိုက်ဆွဲကြည့်တဲ့အခါမှာလည်းဒီမှာ column တွေကရွေ့မသွားဘူးကိုမြင်ခြင်းနဲ့ column ထီကိုမြင်ရတယ်ပေါ့နော်အဲ့ဒါ free C page လေးပါအဲ့ဆို free C page လေးတစ်ချက်လုပ်ကြည့်ပါဦးနော်အဲ့ဆို free C dot row ဆိုတာကကိုကမလိုချင်တော့ဘူးဆိုရင်ဒါကိုfree C page ပြန်လုပ်လိုက် dot row တစ်ခုပဲမြင်ချင်တယ်ဆိုလို့ရှိရင်ဒီ free C page ကနေပြီးတော့dot row ဆိုပြီးတော့နှိပ်လိုက်တာနဲ့ဒီမှာဒီ dot ရဲ့ row ပါမယ်မြင်ရတယ်dot row မှာမြင်ရတယ် column ကိုတစ်ချက်သွားပြီးတော့မောက်လေးနဲ့ဆွဲကြည့်လိုက် column ကကြာမြင်မှအဖတ်မဖြစ်တော့ဘူးအဲဆိုသူကကြာတော့ row တစ်ခုပဲကိုမြင်ရတယ်ကိုလိုချင်တဲ့ row တစ်ခုပဲမြင်ရအောင်လုပ်ပေးတာနောက်တစ်ခုကကြာတော့free C page လေးပြန်နှိပ်လိုက်နောက်တစ်ခုကကြာတော့ free C first column ကိုက first column မှာပဲfirst column မှာပဲမြင်ခြင်းလေဆိုလို့ရှိရင် first column ကိုမြင်နှိပ်ပေးလိုက်တာနဲ့ဒီမှာဒီရဲ့ column ထီပဲမြင်ရမယ် column ထီရမြင်ရတော့ဆိုတော့နှိပ်ပေးလိုက်တာနဲ့ column ထီပဲမြင်ရမယ်ဒီမှာ row ကကြတော့အလုံးမလောက်တော့အဲ့လိုပုံစံလေးပါ row ကကြတော့အလုံးမလောက်တော့အဲ့ဆို try ကြည့်ကြပါဦးနော်